လာလီဂါအဖွင့်ပွဲစဉ်ကိုနောက်ကျအနိုင်ဂိုးနဲ့3မှတ်အပြည့်ယူနိုင်ခဲ့တဲ့ Real Madridအားလုံးမင်္ဂလာပါကျွန်တော်တို့ Real Madrid ကတော့နောက်ကျအနိုင်ဂိုးနဲ့အတူလာလီဂါတာထွက်မှာ3မှတ်ပြည့်ရခဲ့4-2-3-1ကစားပုံနဲ့ကျွန်တော်တို့ပွဲထုတ်လာခဲ့တဲ့နောက်တန်းမှာဒါCarreras, Housen, Konate Dumfries တို့ကိုတွေ့ရပြီးတော့ကွင်းလယ်အထိုင်လူ2ယောက်နေရာမှာ Bernardo Silva, Fede Valverde တို့ကိုတွေ့ရတယ်။နောက်ပြီးတော့ attacking midfielder နေရာမှာ Jude Bellingham ကိုပွဲထုတ်လာခဲ့ပြီးတော့ဘယ်တောင်မှန်မှာတော့ Vinicius Junior ညာတောင်မှန်မှာ Arda Güler အထောင်တိုက်စစ်မြောက်မှာတော့ Kylian Mbappe ဆိုတဲ့ formation နဲ့ဒါ on paper ရကျွန်တော်တို့တွေ့ခဲ့on paper မှာနောက်ခံလူ4ယောက်ဆိုပေမဲ့ကျွန်တော်တို့က3 back ပုံစံမျိုးကိုပွဲချိန်တော်တော်များများတွေ့ရတယ်။အဲ3 back မှာ Carreras, Den Housen, Konate တို့ကဒီ back line ကိုအဓိကတာဝန်ယူပြီးတော့ Dumfries ကကြတော့ဗျာညာချမ်းမှာ तू ကဒီ attack နဲ့ defense နှစ်ခုစလုံးကို तू က role မျှအောင်တာဝန်ယူပြီး Dumfries ကညာချမ်းမှာ free role ပုံစံမျိုးအဓိကပို့ပြီးတော့ကစားသွားတယ်เนาะအဲ့တော့ဒါကတိုက်စစ်စင်ချိန်မှာ Real Madrid က3 back ပုံစံဖြစ်သွားပြီးတော့ဒီကွင်းလယ်နေရာမှာလည်းပဲ Fede Valverde ကလုံးဝကွင်းလယ်အထိုင်အဖြတ်နေရာမှာတာဝန်ယူ Bernardo Silva နဲ့ Arda Güler ကကြတော့ဒီ attacking midfielder 2ယောက်ပုံစံမျိုးဖြစ်ပြီးတော့ဒါ Jude Bellingham ကဘလို့အထောင်နေရာကိုဝင်ပြီးတော့တိုက်စစ်ဆင်ပြီးတယ်ဗျာအဲ့တော့ Kylian Mbappe ဒီညာတောင်မှန်ချမ်းကိုဆင်းတယ် Vinicius Junior ကတော့ဘဲတောင်မှန်မှာပေါ့နော်အဲ့တော့3-4-3 ပုံစံမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ် Dumfries ကတော့ဗျာတော်တော်ကိုအတက်အဆင်းလုပ်တဲ့နေရာမှာတော့ကျွန်တော်တို့ဒီပွဲမှာအထူးချီးကျူးရမှာက Jude Bellingham နဲ့ Arda Güler ပဲ Arda Güler ကတော့ဗျာတကယ်ကိုမိုက်တယ်ကျွန်တော်တို့ဒါသူ့လက်သူ့ခြေကြီးပဲတောင်းတပွဲလုံးဒါတပွဲလုံးနီးပါပဲသူ့လက်သူ့ခြေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်သူ့ရဲ့ဒီခြေအနှုတ်အသိမ်းလေးတွေဘောလုံးဒါလမ်းကြောင်းတိုက်စစ်လမ်းကြောင်းကိုခင်းပေးမှုတွေအတက်အဆင်းအလှုပ်ရကစားဟန်လေးတော်တော်မိုက်တယ်ဗျArda Gülerကတော့ဒီထက်ပိုပြီးတော့တိုးတက်လာအောင်ပါပဲဒါမော်ရီဟိုကလည်းပဲArda Gülerရဲ့အရေးချင်းတွေအကောင်းဆုံးညှစ်ထုတ်ပြီးတော့ဒါသူ့ရဲ့ best form ရဖို့အတွက်ကိုမော်ရီဟိုလုပ်ပေးနိုင်မယ်လို့လည်းကျွန်တော်တို့ကယုံကြည်တယ်ဗျArda Gülerကတော့ဒီနေ့ပွဲမှာလုံးဝကိုချီကျူးပဲလင်ကန်က Real Madrid အသင်းရတယ်ဒါအဖွင့်ကိုဒါ Arda Güler ရဲ့ဒါ free kick ဖြတ်တင်ပေါ်ကနေတစင်ဒါသူကခေါင်းတိုက်ပြီးတော့သွင်းပေးခဲ့တယ်အမှ Real Madrid အသင်းအဖွင့်ကိုရတယ်ပါဗျာ Bernardo Silva ရဲ့ role ကိုလည်းကျွန်တော်ဒီနေ့ပွဲစဉ်မှာတွေ့ရတယ်ဒါပေမဲ့ဗျာကျွန်တော်တစ်ချက်အားမရတာကဒီနေ့လူစင်းရင်ဒီအဆင်ပြေတယ်လို့ပြောရပေမဲ့လေဒီကွင်းလေအစုဖွဲ့နဲ့ကျွန်တော်တို့ပြိုင်ပွဲစုံကိုစိန်ခေါ်နိုင်မှုဆိုတာတိတ်ပြီးတော့ကျွန်တော်တို့အိမ်မက်ဆိုင်ရာတော့ကြာနေမယ်အဲ့တော့အပြောင်းရွှေ့ဈေးကွက်လည်းမပိတ်သေးတဲ့အချိန်မှာ Real Madrid အနေနဲ့တော့ကွင်းလယ် midfielder တယောက်ကိုတော့ခေါ်စီခြင်းတယ်ဗျာဒါကျွန်တော်တို့ Galactico ဆိုင်ကင်းမဟုတ်ရင်တောင်မှဒါ underrated ကစားသမားတယောက်လောက်တော့ကျွန်တော်အနေနဲ့ဒီကွင်းလယ်မှာမြင်ကျင်သေးတယ်PSG တော့ခေါ်ဖို့တော့မလွယ်တော့မရှိတော့ဘူးလို့ထင်တာပဲဗျာဒါပေမဲ့ခေါ်သေးခြင်းတယ်ပေါ့နော်အဲ့တော့ဒါကတော့ဖြစ်နိုင်ချေ Vinicius Junior ကိုကျွန်တော်နည်းနည်းလေးဝေဖန်ခြင်းတယ်။ဘာလို့လဲဆိုတော့ဒီလို Vini ကိုပြောပြီးဆိုရင်ဒါ Real Madrid fan တချို့ကမကြိုက်ကြဘူးဗျာ။မှန်တယ်ကျွန်တော်တို့ Vinicius Junior ကိုကျွန်တော်ကိုယ်တိုင်လည်းအရန်ကိုကြိုက်တဲ့ထဲမှာပါတယ်လက်ရှိ Real Madrid အသင်းရဲ့ favorite ဖြစ်တဲ့9ယောက်ထဲမှာ Vini Junior ပါပြီးသား။ဒါပေမဲ့ဗျာ Vinicius Junior ဒီအသင်းကိုချစ်တယ်ဆိုပြီးတော့လောက်ခလာစားလဲတိုးတောင်းတယ်။စာချုပ်လဲ6နှစ်။သူလိုချင်တဲ့ deal အတိုင်းကို Real Madrid ဘက်ကလိုက်ရောပြီးတော့ချုပ်ပေးခဲ့တယ်။အဲ့ဒီအနေထားတွေရှိခဲ့တာတော့မှဗီနီယာတိတိတသာကိုမတိုးတက်လာတဲ့အပြင်ကိုသူ့ negotiation talent တွေကိုသူကိုယ်တိုင်ဆွဲချနေရလို့ကျွန်တော်ဒီလိုပွဲမျိုးတွေမှာ Vinicius Junior အနေနဲ့ဒါသူ့ရဲ့ attitude ဘိုင်းကိုပို့ပြီးတော့ပြင်ဆင်လာတဲ့နယ်လို့ကျွန်တော်မြင်တယ်တစ်ဖက်ကတော့ဒါ Vini ကိုထုံးစံအတိုင်းပဲလူချတယ်စွပြီးတော့ကစားတယ်ဘာလို့လဲဆိုတော့ဒါသူဟာသူ့အနေနဲ့ဒေါသထွက်လွယ်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်အသင်းကတော့စွပြီးကစားတယ် Vini ကပွဲကို control မလုပ်နိုင်သေးဘူးလို့တော့ကျွန်တော်မြင်တယ်အဲ့တော့နောက်ပွဲတွေမှာတော့မော်ရီဟိုအနေနဲ့ Vinicius Junior ကိုဒီအရာတွေပြင်ဆင်ပေးနိုင်မယ်လို့တော့ကျွန်တော်အနေနဲ့ဒါယုံကြည်တယ်ပေါ့နော်အဲ့တော့ Kylian Mbappe လည်းအရင်တော့ကောင်းတယ်လို့တော့ပြောလို့မရဘူးဒီနေ့ပွဲမှာသူ့အနေနဲ့လှုပ်ထိုက်တဲ့ကိုပေါက်ချင်းချမှုတွေတော့သူလှုပ်တယ်အဲ့တော့ Real Madrid အသင်းကဒါအဖွင့်ကိုယာပြီးသွားတဲ့အချိန်ကနေစပြီးတော့တိတိတသာကစားအားကပြန်ပြီးတော့ဒါကျွန်တော်တို့ရော့သွားတယ်လို့ပြောလို့ရမယ်ထိုးပေါက်တိုက်စစ်စင်မှုတွေကတော့ရှိတယ်ဗျာဒါပေမဲ့ပြိုင်ဘက်အသင်းဂိုးသမားလည်းတော်တော်လက်စွမ်းပြတယ် Espanyol ဂိုးသမားတအားကောင်းတယ်ဗျအချိန်ကျနေတဲ့အချိန်မှာနောက်တန်းမှာဒါအငိုက်တစ်ချက်မိပြီးတော့ဒါ Espanyol အသင်းကလွတ်ကျွတ်ဒါ area box ထဲကိုထိုးဝေးပြီးတော့သူတို့ခြေပါကိုပြန်ယူသွားတယ်အဲ့နောက်မှာ Real Madrid ဒါ 1-1 နဲ့ပထမပိုင်းပြီးတဲ့အချိန်မှာတည်ကြတယ်ပြန်စားပြီးတဲ့အချိန်ကနေစပြီးတော့ဒါကျွန်တော်တို့ထောက်လျှောက်ကြီးကထိရောက်တဲ့ကစားဟန်ကိုကျွန်တော်တို့မတွေ့ရဘူးဗျာထုံးစံအတိုင်းပဲပြီးခဲ့တဲ့ရာသီတုန်းက Real Madrid ကိုပြန်မြင်နေရသလားလို့တော့အောက်မိရတယ်အဲ့တော့ဒီလိုနဲ့ပဲ1-1နဲ့ပဲပြီးတော့မယ်လို့ကျွန်တော်တို့ဒါဘယ်လိုပြောရမလဲစိတ်အားတောင်တော်တော်ကျသွားပြီပေါ့နော်အဲ့ဒီအချိန်မှာဒါလူစားဝင်တိုက်စစ်မှု Carlos SP ကဒါပြိုင်ဘက်အသင်းရဲ့နောက်တန်းမှာရှုပ်ထွေးနေတဲ့အခြေအနေ Kylian Mbappe ရဲ့ဆွဲထုတ်လာတဲ့ဘောလုံးကနေတစ်စင်သူကဒါပြိုင်ဘက်
ကိုသမားကိုတစ်ချက်ဟိဟန်ပြပြီးတော့ဒါသူအနိုင်ကိုသွင်းယူပေးခဲ့တဲ့တကယ်ကိုတိုက်စစ်မှုကောင်းတဦးဒါတကယ်ကို finisher တဦးရဲ့စွမ်းဆောင်ရည်ကိုပြခဲ့တယ်ပေါ့ဗျာအဲ့တော့ Real Madrid အသင်းကတော့အဆုံးသတ်မှာ2-1ဆိုတဲ့ရလန်နဲ့ Espanyol အသင်းကိုကျွန်တော်တို့ဒါ La Liga အဖွင့်မှာနိုင်ရပြီးတော့နိုင်3မှတ်ကိုစပြီးတော့စုဆောင်းနိုင်ခဲ့ပြီးနောက်ထပ်ပွဲကတော့အဖွင့်ပွဲစဉ်1နောက် week 1ဖြစ်တဲ့ Real Sociedad နဲ့ကျွန်တော်တို့အင်ကွင်း Santiago Bernabeu မှာကစားမှာဖြစ်ပါတယ်အဲ့တော့ Madrid ပရိသတ်တွေကရောဒီနေ့ပွဲစဉ်မှာ Real Madrid အသင်းရဲ့ performance ကို1-10ပေးမယ်ဆိုရင်မလောက်ထိ rating သတ်မှတ်ပေးခြင်းကြတယ်လေဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားကဘယ်သူလို့ brother တို့ကရွေးချင်ကြလဲတစ်ချက်လောက် comment မှာအမြင်လေးဆွေးနွေးပေးခဲ့ကြပါဦးကျွန်တော်ကတော့ Bernabeu Daily မြန်မာကိုထွန်းဖြစ်ပါတယ်ကျွန်တော် Facebook TikTok နဲ့ YouTube 3နေရာမှာ brother တို့အမြဲတမ်းရှာတွေ့နိုင်မှာဖြစ်